ခိုးလဲကြောက်လန့်တုံလို့ပြီးရုပ်ဝါးတော့ကိုမကင်ဝမ်းမဲလက်ကိုပြန်ကျုပ်လိုက်တယ်ဒါပဲပဲရုပ်တရက်အခန်းရဲ့အကင်ဘက်ကနေအပြေးလွှာလာနေတဲ့ခြေတံကိုကြားလိုက်ရတယ်ထို့နောက်တစ်သားနရန်ကိုလက်သေးနဲ့ကုတ်ချစ်နေတဲ့ကြောက်စရာကောင်းတဲ့အတန်ရုပ်တရက်ထွက်ပေါ်လာပါတော့တခိုးဟာအသက်ရှူရက်ပြီးတိတ်ဆိတ်စွာနေခဲ့တယ်လျက်တစ်ပြက်အချင်းကွင်းမှာအခန်းထဲကရုပ်ပွားတဲ့မျက်နှာဟာဒေါသတကြီးချုပ်ချားွယ်ပြုံးရနေတဲ့မျက်နှာအခြေပြောင်းလဲသွားခဲ့တယ်။သူအဲ့ဒီအခန်းထဲကနေဘလို့ထွက်ပြေးသွားမှမသိတော့ဘူး။သူ့ရဲ့အသီးစိတ်ကထိတ်လန့်မှုနဲ့လုံးဝကင်းကွာသွားခဲ့တယ်။နောက်တနေ့မနက်မှာတခိုးဟာကျောင်းဝင်းရဲ့အဝေးတနေရာမှာတတိလစ်နေတာကိုတွေ့ရတယ်။သူ့ရဲ့လက်ထဲမှာရုပ်ပွားတော့မပါလာဘူး။ဒါပေမဲ့သူ့ရဲ့လက်မောင်းနဲ့ဖာလုံးမှာတစ်သားကိုကုတ်ချစ်ခဲ့တဲ့လက်သေးရာတွေလိုပဲရှည်လန်းနှံ့နေတဲ့ခြေရာတွေထင်ကျန်နေခဲ့တယ်။အဲ့ဒီဒဏ်ရာတွေဟာဘယ်တော့မှမကျက်ခဲ့ဘူး။အခုချိန်မှာလဲအဲ့ဒီကျောင်းဝင်းဟောင်းကိုညဘက်ရောက်သွားရင်အဲ့ဒီရုပ်ပွားတော်စီကိုဥတီနေတဲ့နေရန်ဘက်ကလက်သေးရာတွေနဲ့အတူအခန်းထဲကထွက်လာတဲ့ငိုရှိတ်တန်လိုတိုးရတဲ့တိုင်တေတန်ကိုကြားရစေပါပဲ။